ညီကိုတွေအားလုံးပဲမြင်ကြလားပါ PT ကိုပဲ channel ကနေပြီးတော့ကျွန်တော်ညီကိုတွေအားလုံးကိုကြိုဆိုလိုက်ရပါခင်ဗျာဒါမင်းညကစားတော့ခဲ့ကဘာဖလားအုပ်စုပွဲစဉ်တွေထဲကအုပ်စု E နဲ့အုပ်စု F ဒီအုပ်စုနောက်အုပ်စုမှာဆိုလို့ရှိရင်ပွဲစဉ်၄ပွဲကိုကျွန်တော်အနေနဲ့ဒါရွေးချက်ပေးခဲ့ရမှာတော့ဒါကျွန်တော်ညီကိုတွေအတွက်ဒါဒီ body ၄ပွဲကိုကျွန်တော်အနေနဲ့ရွေးချက်ပေးရမှာတော့ဒါ Equator body တစ်ပွဲဒါကြားခဲ့ပြီးတော့ကြားတဲ့ဒါ၃ပွဲကျွန်တော်ညီကိုတွေအပြည့်အဝပြည့်စုံမှုရခဲ့မဲ့တဲ့ကြောင့်မို့လို့လက်ရှိဒီနေ့ညမှာကစားပွဲရှိနေတဲ့ဒါကဘာဖလားအုပ်စုဒီတဲကဒီအုပ်စု G နဲ့အုပ်စု I ဒီအုပ်စုနဲ့အုပ်စုကဒီပွဲစဉ်၄ပွဲကိုကျွန်တော်အနေနဲ့ထပ်ပြီးတော့ရွေးချက်ပြီးတော့မှာဖြစ်ပါတယ်ကျွန်တော် channel လေးကိုဒါ subscribe လုပ်အတည်နေတာကျွန်တော်ညီကိုတွေအားလုံး subscribe လုပ်ပြီးတော့အားပေးကြပါဦးလို့ကျွန်တော်အနေနဲ့ဒါတောက်စုပြစီလာဒါပထမဆုံးပွဲစဉ်တစ်ပွဲကတော့ဒါအုပ်စု G မှာပါဝင်နေတဲ့ဒါဘယ်ဂျီယာတင်းနဲ့ဒီကျေတို့ရဲ့ပွဲစဉ်မှာဆိုလို့ရှိရင်တော့ဒါဘယ်ဂျီယာတင်းကတော့ဒီပွဲစဉ်မှာဒါအကြောပေးမှုရကြည့်မယ်ဆိုလို့ရှိရင်တော့တစ်လုံးဝင်ဒါ35ပြားစားဆိုတဲ့အကြောပေးမှုပေးတာပြီးတော့ကူပေါင်းကြီးပါတော့ဒါနှလုံးဝင်ပြား80ဆုံးဆိုတဲ့ကူပေါင်းကြီးကိုတော့ဖွင့်လိုက်တာလေလားလက်ရှိဒီဘယ်ဂျီယာတင်းကတော့ကဘာစီကိုမှရှိနေပြီးတော့တစ်ဖက်ကอีจิตတင်းကတော့ဒါကဘာစီ29မှရှိနေတဲ့အတင်းတွေဖြစ်တဲ့အတွက်ကြောင့်လက်ရှိဒါကဘာအစီအတိုင်းရဆိုလို့ရှိရင်တော့လည်းဘယ်ဂျီယာတင်းကတော့ဒါဥပအတင်းကြီးတင်းဖြစ်တဲ့အတွက်ကြောင့်လက်ရှိဒီဘယ်ဂျီယာရဲ့ဒါဆွေအောင်လူဆက်ကိုကြော်လွန်ပြီးတော့ဒီဘယ်ဂျီယာရဲ့ဒီအစုခွဲကတော့ဒါကျွန်တော်တို့အနေနဲ့တော့ဒါအနေငယ်စောက်ကြည့်စီစရာကောင်းတဲ့ဒါအစုခွဲလို့တော့ပြောပါပဲဗျာလက်ရှိဘယ်ဂျီယာတင်းအနေနဲ့တော့ဒီဥပစုံဒါကဘာဖလားခြေစစ်ပွဲမှာဆိုလို့ရှိရင်တော့ဝေးမြောက်မစီဒိုနီးယားကာဇက်စတန်နဲ့လက်ရှိစတိန်တို့ပါဝင်တဲ့ဒါ၅တင်းအုပ်စုမှာဒါစစ်ပွဲကစားခဲ့ပြီးတော့ဒါ၅ပွဲနိုင်၃ပွဲတည်ရင်နဲ့ဒါဆုံးပွဲလုံးဝမရှိဘဲနဲ့အုပ်စုပုံပြခဲ့တယ်ဗျသူဒီအုပ်စုမှာဆိုလို့ရှိရင်တော့လည်းဒါဘယ်ဂျီယာတင်းကိုဒုက္ခပေးနိုင်တဲ့ဒါအတင်းကတော့မပါတလောက်ပဲဗျလက်ရှိမှာဆိုလို့ရှိရင်တော့တစ်ဖက်ကလည်းဒါအာဖရိကရဲ့ဒါအတင်းကြီးတင်းလို့ပြောလို့ရတဲ့ဒါအီဂျစ်တင်းနဲ့တော့ဒါတောင်ပီကမှာဆိုလို့ရှိရင်တကယ်ကိုအင်အားကြီးတင်းဖြစ်တဲ့တက်ကြောင့်မို့တော့လက်ရှိဒီအီဂျစ်ရဲ့ဒါလူရဲစုခွဲမှုမှာဆိုလို့ရှိရင်တော့ဘယ်ဂျီယာတင်းကိုဒါပြန်ပြီးတော့ဒုက္ခပေးနိုင်တဲ့လူရဲစုခွဲမှုရှိတယ်ဗျဒီဥပအခြေစိုက်ကစားသမားအများပြပါဝင်တဲ့ဒီအီဂျစ်တင်းနဲ့တော့လက်ရှိဒီဘယ်ဂျီယာတင်းကိုဒါဒုက္ခပေးနိုင်တဲ့အခြေအနေမျိုးရှိတဲ့အတွက်ကြောင့်လက်ရှိဒီပွဲစဉ်မှာဆိုလို့ရှိရင်တော့ဘယ်ဂျီယာရဲ့အကြောပေးမှုရကြည့်မယ်ဆိုလို့ရှိရင်တလုံးဝင်35ပြားစားဆိုတော့ဒါအကြောပေးမှုရကြည့်မယ်ဆိုလို့ရှိရင်အီဂျစ်တင်းနဲ့တော့ဒါဘယ်ဂျီယာတင်းကိုဒါတည်ရလဲရအောင်ခံနိုင်တဲ့အခြေအနေမျိုးတော့ရှိတယ်ဗျာလက်ရှိဒီဘယ်ဂျီယာတင်းရဲ့ဒါနောက်ဆုံးကစားခဲ့တဲ့ခြေစမ်းပွဲ၄ပွဲမှာဆိုလို့ရှိရင်တော့ဒါရလက်ကောင်းထားပြီးတော့မက္ကဆီကိုတည်တဲ့ဥဒါတည်ကြထားပြီးတော့ဒီအမေရိကန်ကလိုဝီဆာနဲ့တူနီစာတို့ကိုတော့ဒါကိုပြအနိုင်ရလက်ရထားတဲ့အတွက်ကြောင့်မို့တော့ဒါလက်ရှိဒီနောက်ပွဲကစားခဲ့တဲ့ဒီဘယ်ဂျီယာရဲ့ဒါခြေစောဘက်ကတော့တော်တော်လေးကိုဒါတိုက်စစ်အသားပေးပြီးတော့ဒါရလက်ကောင်းထားတဲ့အခြေအနေမျိုးမှာတစ်ဖက်ကဒါအီဂျစ်တင်းနေနဲ့ဒီနောက်ဆုံးကစားခဲ့တဲ့ဒါခြေစောပွဲ၄ပွဲမှာဆိုလို့ရှိရင်တော့ဘရာဇီးတင်းနဲ့ဟိုဒါ2-1နဲ့ဆုံးလက်ခဲ့တာလွယ်ပြီးတော့ဒါဆော်ဒီအိုင်ဗီပီကအတင်းနဲ့လက်စားတင်းတွေကိုတော့ဒါအနိုင်ရထားပြီးတော့စပိန်တင်းကိုတော့ဒါတည်ရလက်ရအောင်ခံထားတယ်ဗျာဒါအတင်းကြီးတွေနဲ့တွေ့လို့ရှိရင်ဒါအီဂျစ်တင်းနေတော့ဒါတောင်ပီကရဲ့ဒါအတင်းကြီးတင်းဖြစ်တဲ့အတွက်ကြောင့်မို့တော့ဒါဒုက္ခပေးနိုင်တဲ့အတင်းတင်းဖြစ်တဲ့အတွက်ကြောင့်ဒီပွဲစဉ်မှာဆိုလို့ရှိရင်ဒါဒီအုပ်စုကြီးရဲ့အခွင့်ပွဲစဉ်တစ်ပွဲဖြစ်တဲ့အတွက်ကြောင့်မို့လက်ရှိဒီအုပ်စုမှာဆိုလို့ရှိရင်ဒါဘယ်ဂျီယာအီဂျစ်ဒါအီရန်အတင်းနဲ့နယူးဇီလန်တို့ပါဝင်တဲ့ဒီအုပ်စုမှာဆိုလို့ရှိရင်တော့အီဂျစ်တင်းနေတော့ဒါအနည်းဆုံးဒါအုပ်စုဒုတိယလောက်ရမယ့်အခြေအနေမျိုးရှိတဲ့အတွက်ကြောင့်မို့လက်ရှိဒီအုပ်စုကြီးရဲ့အင်အားကြီးနှစ်တင်းထိတိုက်သွင်းဆောင်မှုမှာဆိုလို့ရှိရင်တော့အီဂျစ်တင်းနေတော့ဒါပထမဒီကမ္ဘာဖလားအခွင့်ပွဲစဉ်တစ်ပွဲဖြစ်တဲ့အတွက်ကြောင့်မို့တော့ဒါတည်ရလဲရအောင်ခံကံမဲ့အခြေအနေမျိုးရှိတဲ့အတွက်ကြောင့်ဒီပွဲစဉ်မှာတော့တလုံးဝင်တော့မှဒါကျွန်တော်တို့အနေနဲ့တော့35ပြအရင်ပြီးတော့ဒါအီဂျစ်တင်းကိုပဲကျွန်တော်အနေနဲ့အကြိုက်တွေ့ပြီးပါလားအုပ်စုကြီးရဲ့နောက်ထပ်ပွဲစဉ်တစ်ပွဲကတော့ဒါအီရန်တင်းနဲ့နယူးဇီလန်တင်းတို့ရဲ့ပွဲစဉ်မှာဆိုလို့ရှိရင်တော့အီရန်တင်းကတော့ဒါ level ပြည့်စုံဆိုတဲ့အကြောင်းပြုပြီးလာပြီးတော့ကိုပေါင်းကြီးပါတော့ဒါပြား20ဆုံးဆိုတဲ့ကိုပေါင်းကြီးနှလုံးဝင်ပြား20ဆုံးဆိုတဲ့ကိုပေါင်းကြီးကိုတော့ဖွင့်လိုက်ထားတယ်ဗျ။တစ်စီဒါအီရန်တင်းကတော့ဒါကမ္ဘာအစီမှာဆိုလို့ရှိရင်အစီ20မှာရှိပြီးတော့တစ်ဖက်ကဒီနယူးဇီလန်တင်းကတော့ကမ္ဘာအစီ85မှာရှိတဲ့အတွက်ကြောင့်မို့ဒီနှစ်တင်းရဲ့ဒါအစီတန်ကတော့တော်တော်လေးကိုကွာခြားတယ်ဗျ။တစ်ဖက်လက်ရှိအီရန်တင်းကတော့ဒါအာဆာရဲ့အတင်းကြီးတင်းဖြစ်တဲ့အတွက်ကြောင့်မို့တစ်ဖက်ကလည်းဒီတမှုတရပိုင်းစုံရဲ့ဒါအတင်းကြီးတင်းလို့တတ်မှတ်ရမယ်နယူးဇီလန်တင်းနဲ့ထဲထဲတွေ့ဆုံမှုမှာဆိုလို့ရှိရင်တော့လည်းဒါအီရန်တင်းရဲ့ level ပြည့်စုံဆိုတဲ့အကြောင်းပြမှုရကြည့်မယ်ဆိုလို့ရှိရင်တော့အီရန်တင်းနဲ့တော့ဒီပွဲစဉ်မှာတော့ဒါတည်ကြလို့တော့မရဘူးဗျ။သို့ပေမဲ့လက်ရှိဒီလူများစပွဲမှုပိုင်းနဲ့ဒါလူများတောက်တင်မှုပိုင်းမှာဆိုလို့ရှိရင်တော့လည်းအီရန်တင်းကတော့ဒါအနေငယ်ပိုတာလို့ပြောရဗျာဒီနောက်ပဲကစားခဲ့တဲ့ဒီအီရန်တင်းရဲ့ဒါဒီအာဆာဇုံခြေစစ်ပွဲမှာဆိုလို့ရှိရင်ဒါ UAE ကာတာဒါဥဇဘက်ကစ္စတန်ကာဇက်စတန်မြောက်ကိုရီးယားတို့ပါဝင်တဲ့ဒီအုပ်စုမှာဆိုလို့ရှိရင်ဒါ10ပွဲကစားပြီးတော့9ပွဲနိုင်2ပွဲတည်ရင်တပွဲပဲဆုံးခဲ့ပြီးတော့ဒါအုပ်စုကိုဖြစ်ခဲ့တဲ့အတင်းတင်းဖြစ်တဲ့ကြောင့်မို့အစီအီရန်တင်းရဲ့ဒီနောက်ဆုံးကစားခဲ့တဲ့ဒါခြေစမ်းပွဲ၄ပွဲမှာဆိုလို့ရှိရင်တော့ဒါကိတ်ပါတီတင်းနဲ့ဥဇဘက်ကစ္စတန်တင်းတို့ကတော့ဒါတည်ကြတာပြီးတော့နိုင်ဂျီးယားကိုတော့ဆုံးနေထားပြီးတော့ဒါဂမ်ဘီယာတင်းကိုတော့အနိုင်ရထားတယ်ဗျ
လက်ရှိနယူးဇီလန်အသင်းကတော့ဒါတမုတ်တရဘိုင်းစုံကနေပြီးတော့ခြေစစ်ပွဲအောင်လာတဲ့အတင်းတင်းဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒါတိတ်ပြီးတော့အားရစရာမကောင်းဘူးလို့ပြောတာခြေစုံပွဲဒီနောက်ပိုင်းနောက်ဆုံးကစားခဲ့တဲ့ခြေစမ်းပွဲတွေမှာဒါခြေစမ်းပွဲ၅ပွဲမှာဆိုလို့ရှိရင်တော့ဒါချီလီတင်းတဲ့ပွဲကအနိုင်ရပြီးတော့ဒါအီကွေဒေါဖင်လန်ဟေတီနဲ့ဒါအင်္ဂလန်တွေအသင်းမျိုးကိုတော့ဒါ9-0မသွင်းနိုင်မနဲ့ဒါနောက်ဆုံးကစားခဲ့တဲ့ဒီခြေစမ်းပွဲ၄ပွဲမှာဒါဆုံးနေခဲ့ပြီးတော့ဒါတွင်းကိုရဖို့တော့တော်တော်ရုန်းကန်ခဲ့ရတဲ့အတင်းတင်းဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒါတိုက်စစ်ပိုင်းမှာဆိုလို့ရှိရင်တော့လည်းအီရန်တင်းကတော့ဒါတိုက်စစ်ထပ်မြက်တဲ့အတင်းတင်းဖြစ်တဲ့အတွက်ကြောင့်မို့အာဆာရဲ့ဒါအင်အားကြီးတင်းတင်းဖြစ်တဲ့အတွက်ကြောင့်မို့လို့တစ်ဖက်ကဒါနယူးဇီလန်တင်းကိုဒါအီရန်တင်းနေတော့ဒါအနည်းဆုံးဒါ1-2-0လောက်နဲ့ကတ်နိုင်မဲ့ခြေတွေမျိုးရှိတဲ့အတွက်ကြောင့်ဒီပွဲစဉ်မှာတော့ကျွန်တော်အနေနဲ့တော့ဒါအီရန်ဘော်ဒီကိုပဲကျွန်တော်အနေနဲ့အကြတူပါတယ်နောက်ထပ်ပွဲစဉ်တစ်ပွဲကတော့ဒါအောက်စုအေးမှာပါဝင်နေတဲ့ဒါစပိန်အသင်းနဲ့ကိတ်ပါတီတင်းတို့ရဲ့ပွဲစဉ်မှာဆိုလို့ရှင်းတော့လဲဒါစပိန်အသင်းကဒီပွဲစဉ်မှာဆိုလို့ရှင်းအကြောပေးမှုရကြည့်မယ်ဆိုလို့ရှင်းတော့လဲတောလုံးပြစစ်တဲ့စားဆိုတဲ့ဒါအကြောပေးမှုပေးတာပြီးတော့ကိုပေါင်းကြီးမှာတော့ဒါတောလုံးအပြည့်ဆုံးဆိုတော့ကိုပေါင်းကြီးကိုခွင့်လိုက်တာပါလက်ရှိဒီအောက်စုမှာဆိုလို့ရှင်းတော့လဲစပိန်အသင်းကတော့ဒါဒီအောက်စုအေးမှာဒါအောက်စုကိုဖြစ်ဖို့ရည်ပန်းစားတဲ့အသင်းဖြစ်တဲ့အတွက်ကြောင့်မို့ဒီအောက်စုမှာဆိုလို့ရှင်းတော့လဲဒါဒီဆော်ဒီအာရေဗီးယားနဲ့ဥရုဂွေတို့ပါဝင်တဲ့ဒီအောက်စုအေးမှာဆိုလို့ရှင်းတော့လဲဒါစပိန်အသင်းကတော့ဒါသူတို့ကိုဂျင်ပေါက်တန်းပြီးတော့ကစားမဲ့အတင်းတင်းဆိုလို့ပြဒါဥရုဂွေးတော်မရှိတယ်ဥရုဂွေးတော်မှာဒါဒီဘက်နောက်ပိုင်းနှစ်တင်မှာဆိုလို့ရှိရင်ဒါခြေစမိုက်တော်ကြားတဲ့အတင်းဖြစ်တဲ့တက်ကြောင်မို့လို့လက်ရှိဒီ၄တင်းအောက်စုမှာဆိုလို့ရှိရင်ဒါစပိန်တင်းကတော့ဒါကောင်းနှလုံးသုံးလုံးလောက်ပူတာနဲ့အတင်းတင်းဖြစ်တဲ့တက်ကြောင်ဒါကမ္ဘာအစီရက်တီပူရဆိုလို့ရှိရင်တော့စပိန်ကဒါအစီနှစ်မှာရှိနေပြီးတော့ဖက်ကဒါကိတ်ပါတီတင်းကတော့လက်ရှိဒီကမ္ဘာအစီမှာဆိုလို့ရှိရင်တော့69မှာရှိနေတဲ့တဲ့ဒါအာဖရိကရဲ့အင်အားအနည်းဆုံးအတင်းတင်းလို့တတ်မှတ်ရမယ့်အခြေအနေမျိုးမှာဆိုလို့ရှိရင်ဒါတစ်ဖက်ကလည်းဒီစပိန်အသင်းကတော့ဒါလူရင်းတောက်တင်မှုပိုင်းမှာဆိုလို့ရှိရင်ဘာပြောကြအောင်လို့ဗျာသူတို့ရဲ့လူရင်းစုဖွဲ့မှုမှာဆိုလို့ရှိရင်တော့လည်းဒါအရန်ကစားသမားတွေနဲ့ထောက်တုံးတော့မှဒီအသင်းကိုတော့ဒါအနိုင်ရဖို့ကတော့တေချာနေတဲ့အခြေအနေမျိုးမှာဒီပွဲစဉ်မှာဒါအကြောပေးမှုဒါတောလုံးရဲ့ပြစစ်စစ်စားဆိုတဲ့အကြောပေးမှုရစပိန်အသင်းဒါလူအဲ့တဲ့ဒီသုံးဖို့ပြတ်ဖို့လိုအပ်နေတဲ့အခြေအနေမျိုးမှာဆိုလို့ရှိရင်တစ်ဖက်ကကိတ်ပါတီတင်ကတော့ဗျာဒီပွဲစဉ်မှာဆိုလို့ရှိရင်ဒါသူတို့ရဲ့ဒါလူရင်းစုဖွဲ့မှုနဲ့စပိန်အသင်းကိုတော့ဒါခံကန်လိုက်မယ်အခြေအနေမျိုးတော့မရှိဘူးဗျာတို့မှတော့မိနစ်90လုံးဒါခံစစ်ကိုလော့ဒေါင်းချပြီးတော့ဒါခံစစ်ပိတ်ပြီးတော့ကစားမဲ့အခြေအနေမျိုးမှာဆိုလို့ရှိရင်ဒီကမ္ဘာဖလားမှာဆိုလို့ရှိရင်ကျွန်တော်တို့အနေနဲ့တော့ဒါဒီအင်အားကြီးအသင်းတွေနဲ့အင်အားငယ်တဲ့အသင်းတွေမှာကြည့်မယ်ဆိုလို့ရှိရင်တော့ဒါလက်ရှိအင်အားငယ်တဲ့အသင်းတွေကတော့ဒါအင်အားနည်းတဲ့အသင်းတွေကတော့ဒါခံစစ်ကိုအဓိကလော့ဒေါင်းလုပ်ပြီးတော့တံပြကောင်တာတွေနဲ့ပဲဒါကစားခဲ့တဲ့ပွဲစဉ်တွေကိုလည်းဒါမြင်ရခဲ့တဲ့အတွက်ကြောင့်မို့လို့ဒီပွဲစဉ်မှာဆိုလို့ရှိရင်ကိတ်ပတ်တွေတင်းကတော့ဒါခံစစ်ကိုအဓိကဒီ no block deep block နဲ့ကစားပြီးတော့ဒီတံပြကောင်တာတွေနဲ့ပဲဒါနောက်ဆုံးကတရီတမိုက်ရရင်တော့မှသူတို့တွက်တာပြောစုကူးရမယ့်အခြေအနေမျိုးမှာဆိုလို့ရှိရင်တော့ဒီပွဲစဉ်မှာတော့ဒါစပိန်တင်းနဲ့တွေ့မဲ့တွင်းကူကိုကြီးတွက်ရမယ့်အခြေအနေမျိုးမှာကျွန်တော်အနေနဲ့တော့ဗျာဒါစပိန်ဒီ၃ခုပြတ်နိုင်ဖို့ဆိုတာကတော့တော်တော်ခဲရင်းနဲ့ဒါပွဲစဉ်တစ်ပွဲလို့ကျွန်တော်အနေနဲ့ဒါယုံကြည်မိတဲ့အတွက်ကြောင့်ဒီပွဲစဉ်မှာတော့ကိတ်ပါတီဘော်ဒီကိုပဲကျွန်တော်အနေနဲ့ရွေးချယ်ပြလိုက်ရပါတယ်နောက်ထပ်ပွဲစဉ်တစ်ပွဲကတော့ဒါဒီအုပ်စုအဲ့မှာပါဝင်နေတဲ့ဆော်ဒီတင်းနဲ့ဥရုဂွေတင်းတို့ရဲ့ပွဲစဉ်မှာဆိုလို့ရှိရင်တော့ဥရုဂွေတင်းကတော့ဒီပွဲစဉ်မှာအကျိုးပေးမှုရကြည့်မယ်ဆိုလို့ရှိရင်တော့ဒါတလုံးဝင်ပြ20ဆုံးဆိုတဲ့ဒါအကျိုးပေးမှုပေးတာပြောကိုပေါင်းကြည့်ပါတော့နှလုံးပြ60ဆုံးဆိုတဲ့ကိုပေါင်းကြည့်ကိုပြေးလက်ထားပါတယ်ဒါဘော်လီကြီးမှာတော့တော်တော်လေးကိုဒါပြင်းစားတဲ့အကျိုးပေးမှုလို့ပြောရမှာပါတစ်ဖက်ကဒီအာဆာရဲ့ဒီအတင်းတင်းဖြစ်တဲ့ဆော်ဒီတင်းကိုဒါတစ်ဖက်ကတောင်မီကာဇုံရဲ့ဒါအတင်းကြီးတင်းလို့ပြောလို့ရတယ်ဥရုဂွေတင်းကဒါတလုံးဝင်ပြ20ဆုံးဆိုတဲ့အကျိုးပေးမှုရကြည့်မယ်ဆိုလို့ရှိရင်တော့ဒါဒီပွဲစဉ်မှာဥရုဂွေတင်းဒါအနည်းဆုံးဒါတကူသွင်းရင်တော့မှပြ20ဆုံးရမယ့်အခြေအနေမျိုးမှာဆိုလို့ရှိရင်တစ်ဖက်ကဒါဆော်ဒီတင်းကတော့ဒီပြီးခဲ့တဲ့ဒီ2022ကတာကဘာပလာလုံးကဒါဒူရစပွဲမှုလို့တိုက်ပြီးတော့တောက်မတောက်တင်းတွေပြင်မဲ့လည်းဒါအတင်းလိုက်စုစီမှုတော့အနေငယ်ကောင်းနေတယ်ဗျာလက်ရှိဒီပွဲစဉ်မှာဆိုလို့ရှိရင်တော့ဥရုဂွေအတင်းအနေနဲ့တော့ဒါတောင်မီကာဇုံအတင်းကြီးတင်းလို့တက်ဖိုက်ရမယ့်အခြေအနေမျိုးမှာဒီပွဲစဉ်မှာဆိုလို့ရှိရင်ဒါအောက်စုအဲ့မှာဒါစပိန်ပြီးလို့ရှိရင်အောက်စုဒုတိယရဖို့ဒါအခြေအနေကောင်းတဲ့အတင်းတင်းဖြစ်တဲ့အတွက်ကြောင့်မို့တော့ဒါဒီအောက်စုအဖွင့်ပွဲစဉ်တစ်ပွဲမှာတော့ဒါလိုအပ်တဲ့နိုင်ပွဲတစ်ပွဲကိုစားပွဲအခြေအနေမျိုးမှာဆိုလို့ရှိရင်လိုအပ်တဲ့ဒါဒီကိုပြတ်နိုင်ပွဲတစ်ပွဲရတော့မလားပဲကျွန်တော်ကြည့်ရအောင်ဒါလက်ရှိမှာဆိုလို့ရှိရင်တော့ဒါဆော်ဒီတင်းရဲ့ဒီနောက်ဆုံးကစားခဲ့တဲ့ဒါခြေစမ်းပွဲ၅ပွဲမှာဆိုလို့ရှိရင်တော့ဒါအီဂျစ်ဆာဘီယာနဲ့အီကွေဒေါအတင်းတွေကိုတော့ဒါဆုံးနေခဲ့ပြီးတော့ဒါမြောက်ကိုရီးယားနဲ့ဒီကိုအတင်းကိုတော့ဒါအနိုင်ရခဲ့ပြီးတော့စီမီဘောကိုတော့ဒီရလဲရအောင်ခံထားရတယ်ဗျလက်ရှိဆော်ဒီတင်းကတော့ဒါခံစစ်ကိုအဓိကအားပေးပြီးတော့ကစားတတ်တဲ့အတင်းတင်းဖြစ်တဲ့တရားမျိုးတစ်ဖက်ကဒါဥရုဂွေတင်းကလည်းဒါဒီတောင်အမေရိကရဲ့ဒါကစားပုံတိုင်းပဲမမကြောကစားတဲ့အခြေအနေမျိုးမှာဆိုလို့ရှိရင်တစ်ဖက်ကဒါဆော်ဒီတင်းကလည်းဒါမမတန်တန်ကစားတတ်တဲ့အခြေအနေမျိုးမှာဒီနှစ်တင်းရဲ့ဒါဒီမကြောမှုကိုထပ်ပြီးတော့တွေ့ရမယ်ဒါပွဲစဉ်တစ်ပွဲဖြစ်တဲ့အတွက်ကြောင့်မို့လက်ရှိဒီနောက်ဆုံးကစားခဲ့တဲ့ဒါဒီဥရုဂွေတင်းရဲ့လ
တရှိဥရုကွေတင်ရဲ့နောက်ဆုံးကစားခဲ့တဲ့ခြေတံပွဲ၅ပွဲမှာကြည့်မယ်ဆိုလို့ရှိရင်တော့ဥဇဘက်ကစ္စတန်တင်တဲ့ဟိုဒါ2-1နဲ့အနိုင်ရခဲ့တဲ့ပွဲစဉ်ကလွယ်ပြီးတော့ဒါမက္ဆီကိုအင်္ဂလန်နဲ့ဒါအယ်ဂျီရီးယားအသင်းတွေကိုတော့ဒါတည်ကြထားပြီးတော့ဒါအမေရိကန်ကိုတော့5-1ဆိုတဲ့ရလဒ်နဲ့ဆောင်းနေခဲ့တဲ့အတွက်ကြောင့်မို့ဒါဒီခြေတံပွဲ၅ပွဲမှာဆိုလို့ရှိရင်တော့လည်းဒါဥရုကွေတင်ရဲ့ခြေစွမ်းပိုင်းကတော့တိတ်ပြီးတော့ကြုံကြည့်လို့မရပါဘူးဒါကြောင့်မို့ဒီပွဲစဉ်မှာတော့ဒါဆော်တီတင်းကိုဒါတကူတွင်းဒါပြား20ဆုံးဆိုတဲ့အကြောပေးမှုရတော့ကျွန်တော်တို့အနေနဲ့တော့ဒါဆော်တီတင်းဒါတကူတွင်းခံနေတော့မှဒါပြား20ကြားရအောင်မဲ့အခြေအနေမျိုးကြောက်ပါဒါဆော်တီဘော်ဒီကိုပဲကျွန်တော်အနေနဲ့ရေးစုပ်ပြီးတော့ရွေးချယ်ပေးလိုက်ရပါတယ်ဒီရွေးချယ်မှုတွေကတော့ကျွန်တော်တကူတည်းတယောက်တည်းမြင်ရရွေးချယ်မှုတွေဖြစ်တဲ့အတွက်ကြောင့်မို့ဒီကိုတော့အကြိုက်တူမှသာလိုက်ပြီးတော့ဆုတ်ကြပါအားလုံးပဲတလောက်ပါဗျာကျွန်တော် channel ကို subscribe လုပ်ပြီး subscribe လုပ်ပြီးတော့အားပေးကြပါအောင်လို့တောင်းဆိုကြတယ်ကျွန်တော်ညီကိုတွေအားလုံးပဲဆက်ဆက်ရရအထူးကူးယူဆက်ကြပါခင်ဗျာ